ရှမ်းပြည်နယ်ရှေ့ပိုင်းမိုင်အောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစီးမှုဦးဆိုင်အောင်စောလင်းနေဝန်ထမ်းများသည်ယနေ့နနက်10:00 နာရီခွဲကအမကခု၌နေလဲစာကြည်တိုင်ကွင်းစင်ဆောင်ရွက်ခဲ့ပါရရှင်။ဦးစွာမြို့နယ်ဦးစီးမှုကနေလဲစာကြည်တိုင်ဆောင်ရွက်ခြင်းအားရှင်းလင်းပြောကြားပြီးအရွယ်မရောက်သေးသူကလေးသူငယ်များစစ်မှုထမ်းခြင်းမှကာကွယ်သားစီထိန်သိမ်းရေးပရစ်သိတ်မိုးရစ်စေဝါလူကုန်ကူးမှုအန္တရာယ်နှင့်ရင်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာတည်ကောင်းစရာများကိုဟောပြောခဲ့ပါရရှင်။အဲ့ဒီနောက်ရုပ်တံကျွမ်းကျင်သုံးဒေါ်နန်းစီဖောင်ကကလင်းလုံးသမားပပျောက်ရေးမိခိုးမြူငွေလေထုညဉ့်ညံသားစီကာကွယ်ရေးတဘာဝပတ်ဝန်းကျင်ထိန်သိမ်းရေး MSME အကြောင်းမတန်ဆွမ်းတူများနှင့်ပတ်သက်၍တည်ကောင်းစရာများကိုဟောပြောပြီးအသိပညာပေးနိုင်ရန်ကစာဆောင်ပြပွဲဓာတ်ပုံပြပွဲနှင့်စာအုပ်စာဆောင်ပြပွဲခင်းကျင်းပြသခဲ့ကြောင်းသိရပါတယ်ရှင်။ကျွန်မကတော့နန်းစီဖောင်ပါရှင်။